ချစ်တငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ကရင်မလေး food and drink ကနေကြိုဆိုလိုက်ပါတယ်ရှင်အဆလာဆိုင်ထီတူတဖူရဲ့ကိုကတယ်လို့ဆိုင်ဒီနေ့တဲနူထိုင်းလိုမျိုးဖျဲသည်ကြိတ်နီလေးတစ်မျိုးလက်ကြိတ်ပြပါတယ်ရှင်တဲနူဘလို့ကြိတ်မလဲဆိုတာအတူလိုက်ကြည့်ကြရအောင်နော်ပါဝင်တော့ပစ္စည်းဘာတွေစီလဲဆိုတော့ဖျဲဒီစီတယ်ပြီးတော့စီတကြားရေပေါ့နော်ပြီးတော့စီရင်တဲနူကြတော့ဒီအချိုရည်အနီလေးကိုတုံးပါပေါ့နော်น้ำแดงเฮบูบอยကိုပေါ့နော်နည်းနည်းလေးထည့်မယ်ဖျဲဒီလေးကိုတဲနူကဒီအစစ်လေးကိုထုတ်ပေးလိုက်ရမှာပေါ့နော်ဒီဖျဲဒီလေးကဒီလောက်တစ်စိမ့်ဆိုရပြီဒီတစ်စိမ့်တဲနူမတော့တော့ဘူးခွက်နံပါတ်20နှစ်ပေါ့နော်ဖျဲဒီအစစ်လေးတွေကိုတဲနူခဏယူထုတ်လိုက်အောင်မရှင်မှာပေါ့နော်ဖျဲဒီတွေလည်းတဲနူအစစ်လေးတွေယူထုတ်ပေးလိုက်ပြီရှင်တစောရဖျဲဒီကိုဒီကြိုက်တဲ့ဆက်ထဲမှာထည့်မယ်ရှင်ပြီးရင်တဲနူကဒီအချိုရည်ပေါ့နော်နမ်ဒန်ဟီဘူဘွိုးကို20လောက်ထည့်မယ်ရှင်အများကြီးမထည့်ဘူးပေါ့နော်အများကြီးထည့်ရင်ဒီအချိုရည်အနှံ့ထွက်နေမှာပေါ့နော်အယောင်လောက်ပဲယူတော့ပေါ့ပြောမဆိုရင်တော့20ထည့်ပါတယ်ရှင်ပြီးရင်တဲနူကဒီတကြားရည်ကိုပေါ့နော်ဒီတစ်ခွက်ထည့်လိုက်မယ်ရှင်ဒီတစ်ခွက်အပြည့်ပေါ့နော်အခုတဲနူကြိတ်ပြတဲ့အနီးကတဲနူလိုမျိုးတကြားရည်ကျူမှဟိုတဲနူကြိတ်ပြတဲ့အရာဒါလိုမျိုးရမှာပေါ့နော်တကယ်လို့တကြားရည်ကဒီထက်ကျဲနေမယ်ဆိုလို့စီနော်မချိုဘူးပေါ့နော်မချိုလို့စီရင်ချစ်တငယ်ချင်းတို့ဟိုတကြားရည်80လောက်ထည့်လိုက်ပေါ့နော်ဒါကတော့တဲနူကိုယ်တိုင်ကြူထားတဲ့တကြားရည်ဆိုတော့အသုတ်တွေလည်းထည့်တုပ်လို့ရတယ်တကြားရည်ကပြောမဆိုပြည့်တော့ပေါ့နော်ပြည့်တဲ့ခါကျတော့တဲနူဒီခွက်နဲ့တစ်ခွက်ပဲထည့်တာပေါ့နော်ပြီးရင်တဲနူကဒီပေမဟုတ်ပေါ့နော်ပေမဟုတ်စမူတီလေးလိုမျိုးဖြစ်နေရအောင်ပေါ့နော်ခပ်ပြည့်လေးနဲ့ဒါလေးကိုတဲနူကတစွန်းထည့်မှာရှင်ပြီးရင်ရေပေါ့နော်ရိုးရေပဲဖြစ်ရေအေးပဲဖြစ်ပေါ့နော်တဲနူဒီခွက်နဲ့တစ်ခွက်ထည့်မှာရှင်ဘာဖြစ်လဲဆိုတော့ဖယဲဒီကရေထွက်တော့ပေါ့နော်ကြိုက်တဲ့ခါကျတော့စစ်ဖယဲဒီကအရေထွက်တယ်အဲ့ဒါကြောင့်မို့တဲနူဒီခွက်နဲ့ရေတစ်ခွက်ပဲထည့်ပါတယ်ရှင်ပြီးလို့စီရင်ဒီခွက်နဲ့ပေါ့နော်ဒီခွက်နံပါတ်20နှစ်ပေါ့နော်ဒီလိုမျိုးရေခဲခမမို့လေးပေါ့နော်တဲနူတစ်ခွက်ထည့်ပါရှင်လောက်အနေထားလေးဆိုတော့ရပြီပေါ့နော်ကြည်လေးနဲ့တဲနူလည်းကြိတ်ပြလို့ပြီးသွားပါပြီရှင်တဲနူလေးရဲ့ဗီဒီယိုဖိုင်လေးတွေကချစ်တငယ်ချင်းမိတ်ဆွေများတွေရဲ့အတွက်အကျိုးတစုံတရာရှိမယ်ဆိုရင် like and share လေးလုပ်သွားပေးကြနော်နောက်ထပ်ဗီဒီယိုဖိုင်အသစ်လေးတွေနဲ့ပြန်ဆုံကြမယ်နော်အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်